Ora bada we duro sini. Bebeka cici. Sonsho muri sinai nole. Shonega nyaya on. Choza nai mo sura. Madama yeji de. Relo machoza bu soyin. Natakwa ashone yensayata de. Ora nyasa dadana roji ne chungdui de kama. Yasa biaye asoma de. Yasi naimba leye dane. Yasa biaye asoma de go. Manakamu. Machinjamu solution. Shondakuwe. Every time Manayo ne Magawu Mimiro Bawa Ma Kamya de Lunganego, Malopene Bawataku Yin Sanyaya Deka Lurai Lurai Ha Naso and Chema Pejindia Sura Yosanya I don't know Yin Sanyaya Deka Shondakune Tamamiro Duja Kusavado Joe Yuadari Dinaga Sendero Yuadaro Alama Gobe Sika Biro Mimiro Kanya de Gojendari Yashibo She's on Lambia Susumare Joe Sayerana Joundai Saraji Pawanda John Ship John Sandware Akama Soma ora paid Mimiro Seadama Mimiro ma Sonshon Dware Delusia. I don't know Sonshon Dwavi Sure Kama Sonshon Dwamu, John Gubiro. A Yadakuya or Malona Musun, a show nega, a show matchim. But a show ma Dudia Tabiro, Mashonze Jabo. Sayadamaya Toma Oara ne for one Lanjango Chong Dambo de That's of Yaya Soma de Nayu Matabilo Lina Chendon Najaya Erelo Lina Chendon Mapu solution no Show Nema, Show Tatwima That's of Yaga Hotare Tangwe Sani do Tande do Tangwe call Tangwe got Chisayari Joe Lucy Thailand don't know chance of it Tangwe got Chisayame Tamadale Shonema Yaya Night Tangwe Katasa Yoni do Barana Thailand don't know who we got chippy lotion to down we got chippy alioswa. Chinjan Yoko Ato Chin so the local lower. Adam a low who solution. A show nema, a show capsulate. Whatever that when Yamalimuri sends us singing book along Kauna. Long Kaune. The Chivi and Nitarari. So you get Yala there, Kama. Akulu Mimiro go with Sikate Sauna Sierra Yiva Piano Mudare, Sure Kama Luria Danwe Rachi Amesa Pure Wation Wedine Pure Book Babu Surebeku Loman Lada no a show never a show Yive. Yamya Naimu Yamananga yet Urabada, Senla Takuma, Chitin Chitaida Nimiro yet Chizushin Saradava Pawanatam, Janano Mudare solution. Now we got Chipiro Toshimya Kone Chizurigo, Ayubiro Puzore Tayudaka Mabyasayabu Eri Puzore Tayudaka Mapshipene Pure West when loaded Tayudaka Chilushi no
အမတမအရှုံးထဲမှာအမျက်မထွက်ဖ ೇನೆ အရှုံးထဲမှာထပ်ပြီးတော့ရှုံးရမှာဖြစ်တယ်ပေါ့ဘယ်ကိစ္စမှာပဲဖြစ်ဖြစ်အလုံးဟာမိမိတို့အတိနဲ့ညီညီညွတ်ညွတ်နဲ့ဆောင်ရွက်လုပ်ကိုင်းပြီးတော့ရှေ့ဆောင်လမ်းပြတဲ့ဆရာတော်တွေရဲ့ဆုံးမဩဝါဒအတိုင်းဒီဆရာတော်ကြီးရဲ့အန္တိမသာဓုကိလနလို့ဆိုတာအန္တိမသာပနသာဓုကိလနဆိုတာသူတော်ကောင်းတွေရဲ့ပူဇော်မှုဖြစ်လာလဲပူဇော်တဲ့နဲ့ဆိုပါတော့ဆရာတော်ရဲ့ဂုဏ်ကိုအာရုံပြုပြီးတော့ခိတနဲ့ပူဇော်တယ်ဆိုလို့ရှိရင်လေပူဇော်တယ်ဆိုတဲ့အနေအထားကိုမပြောက်စေရပူဇော်တယ်ဆိုတဲ့အနေအထားပျောက်သွားလို့ရှိရင်ပျော်ပွဲရွှင်ပွဲဆိုတဲ့အနေအထားမျိုးရောက်သွားတယ်ရောက်သွားသည့်အတွက်ကြောင့်ခြေရွာဒေသတွေမှာလမ်းလွဲသွားတဲ့အခါမှာနောက်ပိုင်းမှာဘာဖြစ်လာတော့ဆိုဘုန်းကြီးတေရွာခြေတဲ့ဒီလိုအဆိုတော်ဖြစ်လာတယ်ပေါ့ကျောင်းကဘုန်းတော်ကြီးပြန်တော်မူပြီဆိုလို့ရှိရင်ရွာမှာကုန်ကြစိတ်တွေများပြီးတော့ပျော်ပွဲရှင်ပွဲတွေနဲ့နောက်ဆုံးမှာခိုက်ရဒေါသတွေဖြစ်လို့တံဝေကစိတ်မဖြစ်ဖဲနဲ့ပျော်ပွဲရှင်ပွဲတွေနဲ့အဆုံးသတ်သွားပြီကျေးရွာကလူတွေလည်းကုန်ကြစိတ်တွေအများကြီးကုန်ကြပြီအမျက်မရလိုက်ပဲနဲ့ဖြစ်သွားတာဘုန်းကြီးတေဝါရွာချီဆိုတဲ့စကားလုံးကမြန်မာစကားပုံထဲမှာဝင်ရောက်ပြီးတော့ဒါဟာလမ်းလွဲသွားတာလို့ခေါ်တယ်အဲ့ဒီလမ်းလွဲမှုကိုမဖြစ်စေရဘူးသာဓုကိလနအန္တိမဇာပနပူဇာဆိုတာဘာလို့ဆရာသမားရဲ့ဂုဏ်ကိုအာရုံပြုပြီးတော့တို့တွေပူဇော်တယ်ဆိုတဲ့အတိနဲ့လုပ်ဖို့လိုအပ်တယ်ပေါ့ပူဇော်တယ်ဆိုတဲ့အတိပျောက်သွားပြီဆိုလို့ရှိရင်တော့ခုနကပျော်ပွဲရှင်ပွဲတွေစိတ်ရောက်သွားရင်တံဝေကဆိုတာလည်းမဖြစ်တော့ဘူးမြတ်စွာဘုရားရဲ့စကားနဲ့လည်းဆန့်ကျင်မဲ့ဖြစ်သွားတယ်အဝေဇနိယေတုဌာနေတုတံဝေကုံထိတ်လန့်တုန်လှုပ်ွယ်ကိစ္စတွေနဲ့ကြုံတဲ့အခါမှာတံဝေကဖြစ်ရမယ်လို့ဆိုတဲ့စကားအတိုင်းတံဝေကဖြစ်ဖို့လိုတယ်တံဝေကဆိုတာဘယ်လိုဖြစ်ရမလဲလောကကြီးလူဘဝရလာတဲ့ဆိုရင်ဒီနေ့တစ်ချိန်ကျတော့ဘဝဆိုတာအဆုံးသတ်သွားမှာပဲလူတိုင်းဟာဘဝတစ်ခုလူတွေရဲ့အသက်ဇီဝိတဆိုတာဟာခိုင်မာတာမဟုတ်ဘူးမခိုင်မာတဲ့အသက်ငါတို့လည်းပဲဒီနေ့ကျတော့သိဆုံးခြင်းဆိုတဲ့ဒီဖြစ်ဖြစ်နဲ့ရင်ဆိုင်ရမှာပဲဒါကြောင့်မို့အသက်ဇီဝိတရှိနေတဲ့အချိန်မှာကုသိုလ်တရားဖြစ်ပွားအောင်တို့တွေကြိုးစားမှာလို့တန်ဝေကစိတ်လေးဖြစ်ပွားဖို့လိုတယ်လောကလူတွေကသိချင်းတရားဆိုရင်မအောင်မေ့ချင်ကြဘူးဘာဖြစ်လို့မအောင်မေ့ချင်လို့ဆိုလူတွေကသိတယ်ဆိုတဲ့စကားပြောရင်ကိုနမိတ်မရှိနမမရှိလို့ဒီလိုထင်ကြတယ်ပေါ့နမိတ်မရှိနမမရှိပေါ့မသိဘူးဆိုတာကိုပဲသူတို့ကြားကျင်နေကြသို့တော့ကြားကျင်လို့ရောကြားရရဲ့လားလို့ဆိုဘယ်ကြားရမှာလဲတံဝေကစိတ်ရှိထားမယ်အတိညာဉ်နဲ့ရှိထားမယ်ဆိုလို့ရှိရင်သိခြင်းတရားဆိုတာဟာသဘာဝတစ်ခုကိုဖော်ပြထားတာဖြစ်တယ်အဲဒီမှာသိခြင်းတရားဤတစ်ပါးကစီးပွားများမြောင်အကျိုးဆောင်အောင်မေ့စီကြံကြလို့ရှေးကဆရာတော်ကြီးတွေကဒီလိုဆုံးမဩဝါဒပေးထားလူတိုင်းဟာမသေးမှာမဟုတ်ဘူးသေမှာပဲသေတဲ့အခါသေခြင်းတရားကိုရဲရဲဝံ့ရင်ဆိုင်ပြီးတော့ကုသိုလ်ကောင်းမှုနဲ့ဘဝတစ်ခုကအရှုံးမရှိ
သေဖို့ကအရေးကြီးတယ်ပေါ့အရှုံးနဲ့သေသွားလို့ရှိရင်လူဘဝဆိုတာပြန်ရကြမှာရတော့မှာအဲ့ဒါကြောင့်မို့လို့အရှုံးထဲမှာထပ်ပြီးတော့မရှုံးစေရအောင်အခုလိုမိမိတို့ကိုယ်ဝေစည်းကတဲ့ဆရာသမားအန္တိမဇာပနလို့ခေါ်တဲ့တာဓုကိလနသဘင်ကိုဆင်ရင်ကျင်းပနေကြတဲ့အခါမှာဆရာသမားတွေရဲ့ဆုံးမဩဝါဒဥဆောင်ကျင်းပကြတဲ့ဆရာတော်တန်ဃာတော်တွေရဲ့အဆုံးအမနဲ့တန်ဝေကဖြစ်ပွားပြီးတော့ကုသိုလ်တရားတွေများများဖြစ်အောင်ကြိုးစားတဲ့နဲ့ဒါဟာပျော်ပွဲရှင်ပဲမဟုတ်ဘူးတန်ဝေကဖြစ်ရမယ့်ပွဲဖြစ်တယ်တန်ဝေကဖြစ်ဖို့ရာအတွက်လည်းစဉ္ညာတုံတရားရှိကြရမယ်မရှိဘူးဆိုလို့ရှိရင်လူဘဝဖြစ်ရကြိုးနတ်မှာမဟုတ်ဘူးဒီတန်တရားတွေကလွတ်ဖို့ဆိုတာလဲအင်တမခဲရင်သွားလိမ့်မယ်အသိဉာဏ်ဆိုတာစဉ္ညာစဉ်းစားမှုအသိဉာဏ်ရှိဖို့အင်တမအရေးကြီးတယ်မြတ်စွာဘုရားကဟောတဲ့ထင်မယ်ပစ္စဝေခဏဘဟုကာရကုသလေတုဓမ္မေတုကောင်းမြတ်တဲ့တရားတွေကိစ္စမှာစဉ္ညာတုံတရားရှိတာအင်တမခြေစွများတယ်စဉ္ညာရမယ်မစဉ္ညာမဲမနေရဘူးမစင်စားပဲမနေရဘူးအနည်းဆုံးသာဓုကိလနဇာပနာပွဲရောက်လာတဲ့ပုဂ္ဂိုလ်တိုင်းဟာတနေ့တစ်ချိန်ကြရင်အခုလိုတို့ရဲ့ကိုယ်ွယ်အားထားရာဆရာတော်ဘုရားကြီးတောင်မှပဲဘဝနတ်ထံပြန်လွန်ရသေးတယ်တို့တွေလည်းပဲသိချင်းတရားဆိုတာမလွန်မြောက်နိုင်ဘူးသိချင်းတရားမရောက်လာခင်တို့တွေကုသိုလ်ကောင်းမှုတွေလုပ်ကြရမယ်လို့စိတ်ထဲမှာအဲ့ဒါလို့တန်ဝေကဉာဏ်တွေဖြစ်ပွားအောင်ကြိုးစားအဲ့ဒါမှအရှုံးတွေကအမြတ်ဆိုတာလာမှာအဲ့ဒါလို့မဟုတ်ဘူးဆိုလို့ရှိရင်မိမိတို့ဆရာသမားလည်းရှုံးတယ်ရှုံးရတာဆုံးရတာကိုအကြောင်းပြုပြီးတော့မိမိတို့အနေနဲ့လည်းကုသိုလ်တရားသားမှမရလိုက်ဘူးဆိုရင်ထပ်ပြီးတော့ဆုံးရှုံးရရောက်တယ်ပေါ့အဲ့ဒါလို့မဖြစ်အောင်သတိတံဝေကထားဖို့လိုအပ်တယ်ပေါ့မြတ်စွာဘုရားသခင်ကိုရောင်မြတ်ရဲ့အဆုံးအမလေးတွေကိုဆင်ញင်စဉ်းစားပြီးတော့ကိုယ့်ကိုယ်လည်းဆင်ញင်သုံးသပ်နိုင်အောင်ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့ဒေသနာတော်တွေထဲကအချက်လက်ကလေးတွေကိုမိမိတို့စဉ်းစားတတ်အောင်မြတ်စွာဘုရားကဘယ်လိုဟောထားတယ်ဆိုတာနာယူမှတ်သားကြဖို့ပေါ့နော်အဲ့ဒီပဲမြတ်စွာဘုရားကဘယ်လိုဟောတော့ဆိုကိုယ့်ကိုဆင်ញင်ဖို့နော်အနိမိတ်တမနညာတံမစ္ဆာနံဣဒစီဝိတံတို့တတ္တဝါတွေရဲ့အသက်လူသားတွေရဲ့အသက်ဆိုလူတိုင်းမှာအသက်ရှိနေကြတဲ့အခုသက်ရှိထင်ရှားအသက်ဆိုတဲ့ဇီဝိတရှိနေသမျှကာလပတ်လုံးလူတွေဟာသွားလာလှုပ်ရှားပြောဆိုနေထိုင်နိုင်ကြအသက်ကဆောင်းရှောက်နေသမျှကာလပတ်လုံးခန္ဓာကိုယ်ကြီးရဲ့လှုပ်ရှားမှုတွေရှိနေသေးတယ်ပေါ့အဲ့ဒီမှာအဲ့ဒီခန္ဓာကိုယ်ကြီးကိုထိမ့်သိမ့်ဆောက်ရှောက်ရှင်သန်နေအောင်ထိမ့်သိမ့်ဆောက်ရှောက်နေတဲ့ဇီဝိတဆိုတဲ့အသက်ဟာဘယ်နေ့ဘယ်ရက်မှာပျက်စီးသွားမယ်ဆိုတာဘယ်သူကိုမှဒီအမတ်တင်ကေတပေးနေမှာမဟုတ်ဘူးတဲ့ဆိုလိုတာကတို့ရထားတဲ့အသက်ကလေးဟာခန္ဓာကိုယ်ကြီးကိုထိမ့်သိမ်းဆောက်ရှောက်နေတဲ့အသက်ဆိုတာရုပ်ဇီဝိတနဲ့နာမ်ဇီဝိတဒီတစ်ခုကိုခေါ်တာအသက်ရှိနေတဲ့ကာလပတ်လုံးပျက်စီးသွားတဲ့ရုပ်တွေကပြန်ကောင်းတယ်ပျက်စီးသွားတဲ့နာမ်တရားတွေကပြန်ရှင်သန်လာတယ်အဲ့ဒီရှင်သန်မှုအတွက်ထိမ့်သိမ်းဆောက်ရှောက်နေတဲ့ရုပ်ဇီဝိတနာမ်ဇီဝိတဆိုတဲ့အသက်ကလေးဟာအနိမိတ်တံဘယ်နည်းဘယ်ရက်မှာကုံဆုံးမယ်လို့ဆိုတာဘာသင်္ကေတမှဘာအရေးနမိတ်မှသိနိုင်တဲ့အနေအထားမရှိဘူးလောကလူတွေဟာမနေ့ပိုင်းကျမ်းမာမာကြီးတော်တော်လာကြီးညနေကြတော့မရှိတော့ဘူးတဲ့ညနေမှာကျမ်းမာမာ
သွားလာနေတဲ့ပုဂ္ဂိုလ်နောက်တည့်ကြတော့မရှိတော့ဘူးတဲ့အသက်ဇီဝိတဆိုတာဘယ်နေ့ဘယ်ရက်သိမယ်ဆိုတာဘယ်သူမှမပြောနိုင်ဘူးတဲ့အင်တာမအော်ကြကောင်းတယ်တခါတော့ကဘုန်းကြီးတို့ပြင်ဦးလင်မှာမိတ်ဆွေရဟန်းတစ်ပါးနဲ့ပြင်ဦးလင်ကြောင်သွားရင်းကနေပြီးတော့ရန်ကုန်ကတကားတယောက်ဖုံးဆက်တယ်လမ်းပြီးတော့ဖုံးနေတဲ့စကားပြောပြီးတော့မနေ့ပိုင်းစကားပြောပြီးတော့ညနေပိုင်းရောက်တဲ့အခါကျတော့ဖုံးဝင်လာတယ်မနေ့ကစကားပြောတဲ့တကားဆုံးလို့တဲ့ဆိုပြီးတော့ဖုံးဝင်လာအဲ့တော့မနေ့ကအကောင်းကြီးညနေကျတော့မရှိတော့ဘူးဒီလိုလဲဖြစ်နိုင်တယ်ဆိုတာဒီခဏခေတ်မှာပိုးဆိုးသေးတာပေါ့အစီရင်ဆိုတဲ့မတော်တဆဖြစ်မှုတွေအလွန်ကြီးမားသည့်အတွက်ကြောင့်အလွန်များပြားသည့်အတွက်ကြောင့်လူရဲ့အသက်ဆိုတာဘယ်နေ့ဘယ်ရက်ဘယ်အချိန်မှာဒီအသက်ဟာပျက်စီးမယ်ဆိုတာကိုဘယ်သူမှမပြောနိုင်ဘူးတဲ့အဲ့တော့ကိုယ့်ကိုယ်စဉ်းကျင်စဉ်းစားဖို့ရဘာလဲဆိုရင်ငါအသက်အနိမိတ်တာဘယ်နေ့ဘယ်ရက်မှာဒီအသက်ကထွက်မယ်ဒီအသက်သေးမယ်ဆိုတာကိုဘယ်လိုမှငါ့ကိုအတိပေးမှာမဟုတ်ဘူးဆိုတာကိုစဉ်းကျင်စဉ်းစားဖို့လိုအပ်တယ်ပေါ့မြတ်စွာဘုရားအဲ့လိုစဉ်းကျင်စဉ်းစားမယ်အနည်းညာတန်ဆိုတာမသိနိုင်ဘူးအသက်ရဲ့အတိုင်းအတာကာလကိုမသိနိုင်ကြဘူးမသိနိုင်လို့လူတွေဟာတမန်အားဖြင့်ဖြစ်ပေါ်လာပြီးတဲ့နောက်မှာပြောတယ်မေးကြတယ်အသက်ဘယ်လောက်ရှိပြီလဲမေးကြတယ်တယောက်နဲ့တယောက်တွေ့တဲ့အခါ50ရှိပြီ60ရှိပြီ80ရှိပြီ80ရှိပြီအသက်ရဲ့နှစ်အရေအတွက်တွေကိုဒီလိုပြောနေကြသို့တော့50မှာသေမှာလား60မှာသေမှာလား80မှာသေမှာလား80မှာသေမှာလားလို့သိသလားလို့ဆိုလူကမသိဘူးလူကမသိနိုင်ဘူးအဲ့တော့မသိနိုင်တာကဒါရင်လားလို့ဆိုမကဘူးဇီဝိတဆိုတဲ့အသက်မသိနိုင်တယ်လို့ဘာယောဂနဲ့သိမယ်ဆိုတာလည်းမသိနိုင်ဘူးတဲ့ဘယ်ချိန်ဘယ်နေ့ဘယ်ရက်ဘယ်အချိန်မှသိမယ်ဆိုတာလည်းမသိနိုင်ဘူးမသိနိုင်တာလေဘယ်မှာဘယ်သုတ်တံမှာမြုပ်နှံမယ်ဆိုတာလည်းမသိနိုင်ဘူးသိပြီးရင်ဘယ်ဘဝရောက်မယ်ဆိုတာလည်းမသိနိုင်ဘူးအဲ့ဒီမသိနိုင်တာတွေနဲ့အတူနေရတဲ့ဘုန်းကြီးတို့ဘဝမှာအမြတ်ရအောင်ကြိုးစားကြမယ်အမြတ်ရအောင်မကြိုးစားနိုင်လို့ရှိရင်အရှုံးတွေကအမြတ်ဆိုတာဘယ်တော့မှရမှာမဟုတ်ဘူးအရှုံးတွေကအရှုံးနဲ့ပဲသွားနေကြမှာပဲတန်တရားဝဆင်းရဲကလွတ်ကင်းဖို့ဆိုတာအမှန်တမ်းအရေးကြီးခက်ခဲတယ်အခုသာဓုကိလနအန္တိမသဗ္ဗနာမှာတန်ဝေကလေးမှာတစ်ချိန်တစ်ခါလေးမှတန်ဝေကမဖြစ်လိုက်တဲ့ပုဂ္ဂိုလ်တွေဟာဆုံးရှုံးတယ်လို့ပဲပြောအောင်ဘုရားသာသနာတော်နဲ့ကြုံတွေ့ရတဲ့မှာဒီအသိစိတ်လေးမရဘူးဆိုလို့ရှိရင်သာသနာတော်နဲ့နောက်ထပ်ပြန်တွေ့ဖို့ဆိုတာအလွန်ခဲရင်တယ်ဒါကြောင့်မို့တတိတံဝေကဆိုတာလေးကိုရအောင်ယူချရမယ်တမဏိပဲရတဏှာကြီးပဲရသမျှဟာမိမိတို့အတွက်အရှုံးတဲ့ကအမြတ်ဖဲလို့ဒီလိုသတ်မှတ်ရအောင်ဟုတ်ပြီမြတ်စွာဘုရားကအနိမိတ်တမနိညာတံမစ္ဆန္နဣဒဇီဝိတံဒီလောကမှာရှိတဲ့တရားဝါတွေရဲ့အသက်ဆိုတာဘလောက်ဘယ်နည်းပဲရဲ့ကုန်ဆုံးမယ်ဆိုတာအမှတ်သင်္ကေတမရှိဘူးဘလောက်လူဘဝမှာနေရမယ်ဆိုတဲ့အတိုင်းအတာတစ်ခုကိုလည်းမသိနိုင်ဘူးဒါကိုတတိထားဖို့လို့အဲ့တော့မသိနိုင်တဲ့အသက်ကသူ့ဘာသူပဲရှင်းနေတာလားကိုဂယုဆိုင်เสียမလိုဘူးလားလို့မေးเสียရှိတယ်ပေါ့မေးเสียရှိတယ်အသက်ကလေးရှင်ဖို့အတွက်ဘလောက်လုံးလို့ရတယ်ဆိုတာကိုမြတ်စွာဘုရားဆက်ပြီးတော့ဟောတယ်
တိရင်စပရိတ်တင်စတင်စဒုက္ခိဏတန်ယုတ်တံဒီအသက်ရှင်မှုအတွက်လူတွေဟာရုန်းကန်နေရလွယ်လွယ်နဲ့မဟုတ်ဘူးရုန်းကန်နေရတယ်ရုန်းကန်ရတယ်ဆိုတာဒီအသက်ရှင်နိုင်မှုအတွက်စားစရာရဖို့ရုန်းကန်ရတယ်နေစရာတွေရှိဖို့ရုန်းကန်ရတယ်ဝတ်စရာရှိဖို့ရုန်းကန်ရတယ်မကြမ်းမမာရင်ဆေးဝါးကူးနိုင်ဖို့ဆိုတာရုန်းကန်နေရတယ်အဲ့ဒီလိုလုပ်ရတာတက်တာလားလို့ဆိုမတက်တာဘူးကတိကအလွန်ကိုပင်ပန်းနေအလွန်ပင်ပန်းတဲ့အသက်ဟာအရှိကြီးနေရသလားလို့ဆိုမဟုတ်ဘူးပြိဋ္ဌသူ့ရဲ့တက်တန်းလေးကအလွန်တူတောင်းနေဘယ်လောက်ထိတူတောင်းလို့ဆိုလို့ရှိရင်ရုပ်ဇီဝိတနံဇီဝိတဆိုတဲ့ဒီအသက်ကလေးဟာဒီတစ်စက္ကန့်အတွင်းမှာနံဇီဝိတကအချိန်ပေါင်းများစွာပျက်စီးပြီးတော့သွားနောက်ထပ်အသစ်ပြန်ပေါ်နေလို့သာလူတွေဟာရှင်သန်နေတယ်လို့ထင်တာအေယဝတီမြေကြီးကိုကြည့်လိုက်ရေစီးနေတာမနေ့ကစီးတဲ့ရေတွေမဟုတ်ဘူးခနေ့သွားကြည့်နေ့ပြင်ကသွားကြည့်ဒီရေမဟုတ်ဘူးနောက်ရေတွေအသစ်လာနေတာအဲ့ဒါလိုပဲလူဘဝမှာမနေ့ကလှုပ်ရှားသွားလာနေတဲ့ရုပ်တည်နံတွေမရှိတော့ဘူးဒီနေ့ယုံနံကအသစ်တွေလာနေတာနေ့ပြင်ကကြတော့လေအခုခနေ့ယုံနံတွေမရှိတော့ဘူးစီးသွားပြီမြေကြီးစီးသွားတယ်လို့မိမိတို့ရဲ့တဏ္ဍာမှာရှိတဲ့ရုပ်တရားနံတရားတွေတက်တန်းဆိုတာအလွန်တိုးတယ်ရုပ်ဇီဝိတကကြည့်လိုက်မယ်ဆိုလို့ရှိရင်အကျဉ်းချင်းမှန်းပြီးတော့ကြည့်လို့ရှိရင်19စက္ကန့်လောက်ဆိုရင်ပျက်စီးပြီးတော့သွားပြီနော်19စက္ကန့်ဆိုရင်တစ်ခုပြတ်သွားပြီအဲ့ဒီလိုပြတ်တဲ့ဟာတွေအများကြီးနဲ့ကြုံတွေ့ရဒါကြောင့်မို့အလွန်တိုးတယ်လူတွေကတော့ထင်တယ်ငါအသက်80 80 90ထိအောင်နေရတယ်မသေးသေးဘူးလို့ထင်တယ်သို့တော့ကြားထဲမှာပျက်စီးသွားတာတွေကအစားထိုးနေသေးသည့်အတွက်ကြောင့်လူဟာရှိနေသေးတယ်လို့ပြောကြတယ်အစားမထိုးနိုင်တဲ့နေကြတော့သိဆုံးသွားပြီလို့ဒီလိုပြောကြတာပေါ့ဒါကြောင့်မလို့သူ့တဘာဝကိုကြည့်မယ်ဆိုရင်ဒီအသက်ကလေးရှင်သန်နေဖို့ရလောက်ကင်ကြရတာလည်းပင်ပန်းဆင်းရဲတယ်ဒီအသက်လေးရဲ့အတိုင်းတာဟာလည်းအလွန်တိုတောင်းတယ်လို့တင်စဒုက္ခိဏတန်ယုတံအမြဲတမ်းဆင်းရဲဒုက္ခတွေနဲ့ကြုံတွေ့ပြီးတော့နေကြရတယ်ဆိုတဲ့သဘောကိုတန်ဝေကဉာဏ်နဲ့ဖြစ်အောင်စဉ်းစားဆင်ခြင်ကြရမယ်တဲ့အဲ့ဒါလို့စဉ်းစားဆင်ခြင်မှအရှုံးတွေကအမြတ်ဆိုတာရမှာဟုတ်ပြီဘုန်းကြီးတို့တွေအခုလို့ဘဝရထားတဲ့အခါမှာအိုခြင်းနာခြင်းသိခြင်းဆိုတာဘယ်သူမှမလိုလားဘူးမလိုလားတော့မတရားလုံးနိုင်တဲ့နည်းတွေရှိသလားအာယုဒီကလို့ဆိုတဲ့သက်ရှိတဲ့ဆေးတွေဖော်ပြီးတော့စားရင်မသေးဘူးလားသို့မဟုတ်ဒီဝိဇ္ဇာတတ်ပညာတွေနဲ့ဘဝတစ်ခုပြောင်းပြီးတော့နေလို့ရှိရင်မသေးပဲနေလို့ရသလားလို့ဓာတ်ပြားတွေဓာတ်လုံးတွေမန္တရားတွေအတတ်ပညာတွေနဲ့လူဟာမသေးအောင်လုပ်လို့ရသလားရှေးကယုံကြည်ချက်တွေရှိတယ်ရှန်ဂရီလာဆိုတဲ့တိဘက်ကနေရာဒေသတစ်ခုမှာလူတွေဟာအဲ့ဒီမှာရောက်နေလို့ရှိရင်အိုခြင်းနာခြင်းသိခြင်းဖြစ်ဘူးလို့ဒီလိုယူဆကြတာနော်အသက်ပေါင်းရှည်တယ်လို့ဒီလိုထင်ကြတာတကယ်ကတော့တကယ်အဲ့ဒီလိုလူရဲ့အသက်ကိုဆွဲဆန့်တဲ့နည်းတွေရှိသလားလို့ဆိုရင်မြတ်စွာဘုရားကဘယ်လိုဟောတော့နာဟိတောဥပက္ကမောအဋ္ဌိယေနသာတာနမိရေမွေးလာတဲ့တရားတူမတရားလို့တဲ့နီးလုံးလဆိုတာမရှိဘူးတဲ့ဘယ်လိုမှမတရားလို့မရဘူး
နာဟိတောဥပကမောအတ္တိယေနသာတာနမယရိမွေးလာတဲ့လူမသေးအောင်လုပ်နိုင်တဲ့နီလန်းကျိုးပန်းအထုတ်မှုဆိုတာတခုမှမရှိနိုင်ဘူးဘယ်လိုပဲလုပ်ဒီခြင်းတရားနဲ့ရင်ဆိုင်ရမှာပဲလို့ဒီလိုဆိုလိုတာပေါ့နော်စရံပိပတ္တဝမရဏံဧဝံဓမ္မာဟိပါဠိတော်နောက်ဆုံးကြတော့အသက်ကြီးလို့အိုမင်းမစွမ်းဖြစ်လာတဲ့အခါမှာအိုရာနဲ့ပဲပြေဆုံးပြီးတော့သွားဘလို့မှတာလို့စီးလို့ရမှာမဟုတ်ဘူးကိုရှိကသွားကြတဲ့ကိုယ့်ရဲ့ဘိုးဘွားမိဘတွေဒါတွေကိုကြည့်လိုက်မယ်ဆိုရင်လေတေးသေးချာချာလူတိုင်းဟာသိရှိနိုင်ကြတယ်သို့တော့လောကမှာတရားတွေကစဉ်းစားဆင်ခြင်မှုတွေအားနည်းအသိဉာဏ်တွေအားနည်းသည့်အတွက်ကြောင့်ဘယ်လိုပဲသိခြင်းနဲ့ကြုံတွေ့ပျော်မွေ့စရာတွေနှလုံးသွင်းပြီးတော့လူတွေဟာသိခြင်းတရားကိုမေ့ထားပြီးတော့တေမပဲသိရောစဉ်းစားဆင်ခြင်မှုကိုမလုပ်တဲ့ပုဂ္ဂိုလ်ဟာရာခိုင်နှုန်းအများကြီးရှိနေတယ်အေးတို့တွေဘဝမှာအရှုံးတွေကအရှုံးမဖြစ်ဖို့အမြတ်ရဖို့ဆိုတဲ့တန်ဝေကတရားဖြစ်ပွားဖို့ဆင်ញင်စဉ်းစားမှုတွေလုပ်ကြရမှာမလုပ်ဘဲနေရင်တော့အရှုံးတွေကအရှုံးပဲရမှာပဲဒီလိုဆင်ញင်စဉ်းစားကြည့်ဖို့လိုအပ်တယ်ပေါ့မြတ်စွာဘုရားကထင်ရှားအောင်ဥပမာနဲ့ဟောထားတယ်ဖလာနမိဝပက္ကဏံပါတောပတနာတောဘယကြည့်လေအခုခေတ်ဆိုရင်ခုချိန်မှာဆိုရင်တရသီးတွေဘာတွေတီးတဲ့ຢာတိဖြစ်လာတရသီးတီးတဲ့ຢာတိဆိုတော့အလုံးကြုံမှုနေကြမှာပဲမနေ့ကျရင်တရပင်အောက်သွားကြည့်တရသီးတွေကျွေကြတာတွေ့လိမ့်မယ်ဟောမဲ့လို့ကျွေတာလည်းရှိတယ်အစိမ့်မှလေတိုက်လို့ကျွေကြတာလည်းရှိတယ်ဘာတွေနဲ့တူတော့ဆိုလို့ရှိရင်လူဘဝရလာတဲ့ပုဂ္ဂိုလ်တွေဟာမအိုသေးခင်သေတာတွေလည်းရှိတယ်အိုမှသေတာလည်းရှိတယ်အဲ့ဒါမျိုးလိုပဲအသီးတွေဟာလည်းပဲနော်အသီးတွေလိုပဲအသီးတွေဟာမမဲ့ခင်နုနုနဲ့ကျွေကြသွားတာရှိတယ်မဲ့ပြီးတော့ကျွေကြသွားတာရှိတယ်ဘယ်တော့ဖြစ်ကျွေနိုင်တဲ့အနေအထားရှိတယ်ဒါကြောင့်မို့မြတ်စွာဘုရားကတန်လသုတ်တံမှာဟောထားတာဖလာနမိဝပက္ကဏံပါတောပတနာတောဘယံအတိမဲ့တွေဟာမဲ့လာပြီဆိုလို့ရှိရင်အညာရဲ့ထိန်အားဟာညော့နေလာသည့်အတွက်ကြောင့်မနေ့မှဆိုလို့ရှိရင်ကြွေကြဖို့အတွက်အနေရာအစဉ်သင်းဖြစ်တယ်လူတွေမှာလည်းသိဆုံးမှုရအတွက်အနေရကြီးကအမြဲတမ်းရှိနေတယ်အသက်ရွယ်ကြီးလာမယ်ဆိုလို့ရှိရင်သိဖို့ဆိုတာအမှန်တမ်းနီးစပ်လာတယ်လို့ဒီလိုဆိုတာဧဝံသာတနာမစ္ဆာနံနိစ္စံမရဏတောဘယံတတိလေးဟာကျွေကြမဲ့အနေရကြီးကအမြဲတမ်းရှိနေတယ်လို့ပဲတစ်ပင်ပေါ်မှာတွဲလောင်းပြီးနေတဲ့အသီးလေးဟာကျွေကြဖို့အနေရအမြဲတမ်းရှိနေတယ်လို့အသက်ရှင်နေတဲ့ဒုတွေဟာလည်းပဲတည်ဆုံးခြင်းဆိုတဲ့အနေဟာအမြဲတမ်းရှိနေတယ်လို့ကိုယ့်ကိုဆင်ញင်သုံးသပ်ပြီးတော့ကြည်တတ်ဖို့လိုပါတယ်အဲ့ဒါလို့ဆင်ញင်သုံးသပ်ကြည့်မှဒီအရှုံးနဲ့ကအမြတ်ဆိုတာဖြစ်ပေါ်လာမှာဖြစ်တယ်ဒီလိုမဟုတ်ဘူးဆိုရင်အရှုံးကိုအရှုံးနဲ့ပဲရင်ဆိုင်ကြရမြတ်စွာဘုရားကဥပမာတစ်ခုနဲ့ထပ်ဟောတယ်ယထာပိကုမ္မကာရတကတာမတ္တိကဘာသနာအိုးလောက်ထားတွေတွေ့ဘူးလိမ့်မယ်လောက်ထားတဲ့အိုးတွေမြေအိုးတွေအဲ့ဒီမြေအိုးတွေဟာတပ္ပိဗေဒနာပရိယန္တံဧဝံမစ္ဆာနာဇီဝိတံအဲ့ဒီလုံးသမျှမြေအိုးတွေဟာ
ဘယ်မှာအဆုံးသတ်သွားတော့ဆိုရင်ကွဲခြင်းပဲ့ခြင်းကွဲခြင်းမှာအဆုံးသတ်တယ်အဲ့ဒါလိုပဲသက်ရှိထင်ရှားနေတဲ့ပုဂ္ဂိုလ်တွေကဘယ်မှာအဆုံးသတ်တုံးဆိုရင်သေဆုံးခြင်းမှာပဲအဆုံးသတ်မယ်ဒါတွေကဆင်ញင်သုံးသပ်ဖို့မြတ်စွာဘုရားကဟောတာအဲ့ဒါလိုဆင်ញင်သုံးသပ်ခြင်းအပြင်တံဝေကဆိုတဲ့ဘဝပေါ်မှာထိတ်လန့်တုန်လှုပ်မှုဆိုတာဖြစ်ပေါ်လာအဲ့ဒီဘဝပေါ်မှာစိတ်ပြည့်ငြင်းငွေမှုထိတ်လန့်မှုဆိုတဲ့တံဝေကမဖြစ်သမျှနိဗ္ဗာန်စုဘလောက်တောင်းနေနေနိဗ္ဗာန်ကိုမျက်မှောက်ပြုဖို့ရအဝေးကြီးဖြစ်သွားနိဗ္ဗာန်ကိုမျက်မှောက်မပြုနိုင်သေးသမျှကာလပတ်လုံးဘဝတစ်ခုမှာမွေးဖွားလိုက်အိုမင်းလိုက်သေဆုံးလိုက်မွေးဖွားလိုက်အိုမင်းလိုက်သေဆုံးလိုက်နဲ့တဏှာထဲမှာတဝဲလဲလဲနဲ့မဆုံးနိုင်တဲ့ဘဝခရီးကြီးကိုရှောင်လန်းပြီးတော့နေကြမယ်ဒီဒုက္ခသေးတဲ့ဒုက္ခမဟုတ်ဘူးအလွန်ကြီးမားတဲ့ဒုက္ခကြီးပဲအဲ့ဒီဒုက္ခကြီးမဖြစ်ရအောင်အတိညာလိုအပ်တယ်ဒီလိုစဉ်းစားဆင်ခြင်ပေးရမယ်ဒီလိုပြောတာမြတ်စွာဘုရားကမြေအိုးတွေလိုဥပမာပေးဟောပြီးတဲ့အခါတဟရာသမဟန္တာသယေပါလာယေသပဏိတာသဗ္ဗေမစ္စုဝတံယန္တိသဗ္ဗေမစ္စုပရာယနာနောက်ထပ်ဆင်ញင်သုံးသပ်ကြည့်ဖို့တခုကသိခြင်းတရားရင်ဆိုင်ရတယ်ဆိုတာအသက်ကြီးမှမဟုတ်ဘူးတဟရာငယ်တဲ့ပုဂ္ဂိုလ်တွေလည်းပဲသိခြင်းတရားနဲ့ရင်ဆိုင်ရတယ်မဟန္တာအသက်အရွယ်ကြီးတဲ့ပုဂ္ဂိုလ်လည်းရင်ဆိုင်ရတယ်အတိညာကင်းမဲ့တဲ့ဘာလတွေလည်းသိခြင်းတရားနဲ့ရင်ဆိုင်ရတယ်အတိညာရှိတဲ့ပန္တိတဆိုတဲ့ပညာရှိပုဂ္ဂိုလ်တွေဟာလည်းပဲသိခြင်းတရားနဲ့ရင်ဆိုင်ရတယ်သဗ္ဗေမစ္စုဝတံယန္တိသိခြင်းတရားရဲ့အလိုဆန္ဒနောက်သိခြင်းတရားရဲ့အုပ်ချုပ်မှုအောင်နောက်ဆုံးမှရောက်သွားကြသူ့အလိုပဲလိုက်ကြရတယ်သဗ္ဗေမစ္စုပရာယနာအောင်နောက်ဆုံးဟာသိခြင်းမှာပဲဘဝတစ်ခုဟာဆုံးသက်သွားတယ်ဒါဆင်ញင်စဉ်းစားမှုတစ်ခုမြတ်စွာဘုရားဟောတာအဲ့ဒီဆင်ញင်စဉ်းစားမှုဟာအတိညာဉ်ကိုဖြစ်ပွားစေပြီးတော့တဏှာဥက္ကလွတ်ဖို့အတွက်ထောက်ကူတွေအများကြီးဖြစ်တယ်ပေါ့အဲ့ဒါလိုမှမဆင်ញင်မစဉ်းစားနိုင်ဘူးဆိုလို့ရှိရင်တဏှာဥက္ကလွတ်ဖို့ဆိုတာဘယ်တော့မှလမ်းစတွေ့အောင်မှမဟုတ်သေးဘူးမတွေ့နိုင်သေးဘူးအဲ့ဒါကြောင့်မို့လို့လမ်းစတွေ့အောင်တန်ဝေကဖြစ်เสียအကြောင်းနဲ့ကြုံတွေ့တဲ့အခိုက်မှာတန်ဝေကဖြစ်ဖို့ရည်ကြည်တယ်တန်ဝေကဖြစ်အောင်ဆင်ញင်သုံးသပ်တတ်ဖို့ရည်ကြည်တယ်အတိညာဉ်ဖြစ်အောင်ဆင်ញင်သုံးသပ်ကြည့်ကြရမယ်သိခြင်းတရားကိုဆင်ញင်သုံးသပ်တဲ့အခါမှာအစွန်းလေးဘက်ကိုထိမ့်သိမ်းဆောက်ရှောက်ဖို့လိုအပ်တယ်အစွန်းလေးဘက်လမ်းလေးဘက်ချော်မထွက်သွားစေရလမ်းကြောင်းပေါ်တဲ့တဲ့မတ်မတ်ဆင်ញင်သုံးသပ်နိုင်တာသိခြင်းတရားကိုဆင်ញင်သုံးသပ်တဲ့အခါမှာသဘာဝတစ်ခုအနေနဲ့တတိထားဖို့အခုလိုအသက်ဇီဝိတရဲ့သဘာဝကိုဆင်ញင်သုံးသပ်ပြီးတော့သိခြင်းဆိုတာလူတွေရဲ့တဏ္ဍာမှာသရဝရရဲ့တဏ္ဍာမှာဖြစ်တဲ့သဘာဝတစ်ခုအနေနဲ့ပဲဆင်ញင်သုံးသပ်ကြည့်ရမယ်အဲ့ဒါလို့မဟုတ်ဘဲနဲ့ပုဂ္ဂိုလ်နဲ့တွဲဖက်ပြီးတော့သိခြင်းတရားကိုဆင်ញင်သုံးသပ်ကြည့်လိုက်လို့ရှိရင်ဘာဖြစ်တတ်တော့လမ်းချော်သွားတတ်သေးတယ်အဲ့ဒီလမ်းချော်သွားမှုမဖြစ်အောင်တတိထားဖို့လိုအပ်တယ်ပေါ့ဆိုပါစို့လောကလူတွေဟာသိခြင်းတရားကိုတော့တွေးမိတတ်ကြတယ်သိခြင်းတရားကိုတွေးမိတတ်ကြတယ်အဲ့ဒါလို့တွေးမိတဲ့အခါမှာမိမိကိုယ်တိုင်သိရမှာကိုတွေးမိလို့ရှိရင်ဘာဖြစ်လဲကြောက်စိတ်ဝင်သွားအဲ့ဒီကြောက်စိတ်ဝင်သွားရင်လမ်းချော်ခြင်းတစ်ခုပဲတရားမဟုတ်တော့ဘူးတရားမှာကြောက်သွားပြီလမ်းချော်သွားတယ်လို့ဒီလိုပြောတာမိမိ
အာကိုတဲ့ခင်မင်နဲ့ပုဂ္ဂိုလ်တူတယောက်ရဲ့သိဆုံးမှုကိုချစ်ခင်မြတ်လို့တဲ့ကိုအာကိုယုံကြည်တဲ့ပုဂ္ဂိုလ်တယောက်ရဲ့သိဆုံးမှုကိုစဉ်းကျင်စဉ်းစားလိုက်လို့ရှိရင်တောကဆိုတဲ့စိုးရိမ်စိတ်တွေဝင်သွားတယ်အဲ့ဒါလဲလမ်းချော်သွားတာပဲကမ္မထာမဟုတ်ဘူးအဲ့ဒါလို့ဖြစ်ရင်ကမ္မထာမဟုတ်တော့ဘူးဟောနောက်တစ်ခုကကိုနဲ့မတည့်တဲ့မုန်းတီးတဲ့ကိုရန်သူကိုနဲ့ဘယ်တော့မှအစင်မပြေတဲ့ပုဂ္ဂိုလ်တယောက်သေဆုံးညစ်မှုကိုနှလုံးသွင်းမိသွားလို့ရှိရင်ဘာဖြစ်တတ်တုံလူတွေဒီလူသေသွားအေးတာပဲဆိုတဲ့သေစေခြင်းနဲ့စိတ်တွေပေါ်လာတတ်တယ်အဲ့ဒါလဲလမ်းချော်သွားတယ်လို့ခေါ်တယ်နောက်ကိုနဲ့မသိတဲ့ဒဇင်းကြီးအန်ရဲ့သေဆုံးခြင်းကိုစဉ်းစားမိတဲ့အခါမှာဘာတန်ဝေကမှမဖြစ်ဘူးအဲ့ဒါလဲလမ်းချော်နေခြင်းပဲဟောအခုလိုလမ်းလွဲသွားတဲ့အတွေးမျိုးတွေနဲ့သိခြင်းတရားကိုမတွေးရဘူးတွေးရမှာကတောကလည်းမဖြစ်စေနဲ့ကြောက်စိတ်တွေလည်းမဝင်စေနဲ့ဝမ်းသာစိတ်တွေလည်းမဝင်စေနဲ့တန်ဝေကမဖြစ်ဘူးဆိုတာလည်းမရှိစေနဲ့သိခြင်းတရားကိုဆင်ခြင်စဉ်းစားကြည့်တဲ့အခါမှာခုငါတို့ရရွာမှာဆုံးမဩဝါဒပေးတဲ့တို့ရဲ့ကိုယ်ွယ်အားထားရာဆရာတော်ဘုရားကြီးပြန်လွန်တော်မူသွားတယ်သိခြင်းတရားဆိုတာဘယ်ပုဂ္ဂိုလ်မှမလွန်ဆန်နိုင်မှပါလားငါတို့မှလည်းဆရာတော်ကြီးမှရှိတယ်လို့အသက်ရှိတယ်လို့တို့မှလည်းအသက်ရှိနေတယ်အဲ့ဒီအသက်ဟာလည်းပဲဒီနေ့တစ်ချိန်ကြာလို့ရှိရင်သိခြင်းမှသာအဆုံးသတ်ရမှာပဲလို့အဲ့ဒါလို့တတိတရားအတိညာနဲ့တန်ဝေကဖြစ်ပွားအောင်နှလုံးသွင်းမှသာလေမရဏတတိဘာဝနာဆိုတာဖြစ်တယ်အဲ့ဒါလို့မဟုတ်ရင်မရဏတတိကမ္မထာမဟုတ်တော့ဘူးလမ်းချော်သွားပြီးတော့ကြောက်တယ်ဆိုတာဒေါသဖြစ်တာစိုးရိမ်တယ်ဆိုတာသောကဒေါမနတဝေဒနာဖြစ်တာဝမ်းသာတယ်ဆိုတာတစ်ဖက်သားသိစေလိုတဲ့စိတ်တွေဖြစ်တာတန်ဝေကမဖြစ်ဘူးတတိမဖြစ်ဘူးဆိုတာဟာအကျိုးမရှိတဲ့အရာသာဖြစ်တယ်ဒါကြောင့်မို့မြတ်စွာဘုရားသခင်ကိုရောမြတ်ကတံဝေဇနိယေတုဌာနေတုတံဝေကောတံဝေကဖြစ်เสียအကြောင်းနဲ့ဆုံးလာလို့ရှိရင်တံဝေကဖြစ်အောင်လုပ်ရမယ်တတိရှိရှိအသိပညာရှိရှိနဲ့ခုနကဆင်ញင်စဉ်းစားမှုတွေလို့ဆင်ញင်စဉ်းစားရမယ်ကြီးသူရောငယ်သူပါအသိဉာဏ်မဲ့သူရောအသိဉာဏ်ရှိသူပါလောကမှာသက်ရှိတ attva မှန်သမျှဟာသိခြင်းမှာပဲအဆုံးသတ်တယ်ဆိုတဲ့ဒီသဘာဝတရားကိုဆင်ញင်ပြီးဖို့အင်တမအရေးကြီးတယ်အဲ့ဒီလိုဆင်ញင်နိုင်မှအရှုံးတွေကအမြတ်ဆိုတာရမှာအဲ့ဒီလိုမဟုတ်ဘူးဆိုရင်အရှုံးတွေကထပ်ပြီးတော့အရှုံးမဲ့ကြုံရမှာဖြစ်တယ်ပေါ့ဒီလိုမဖြစ်စေကြနဲ့အရှုံးတွေကအမြတ်ရအောင်မြတ်စွာဘုရားစကားအတိုင်းလိုက်နာကျင့်သုံးနိုင်ကြရမယ်ဒီလိုဆိုလိုတာပေါ့နော်အဲ့ဒါလို့မလုံးနိုင်ဘူးဆိုလို့ရှိရင်အရှုံးနဲ့ပဲရင်ဆိုင်နေကြပါသိခြင်းတရားဆိုတာစိုးရင်တော့ကရောက်နေဖို့လိုသလားလို့တကယ်ဆင်ခြင်တုံတရားစဉ်းစားရှိတတ်တဲ့ပုဂ္ဂိုလ်တွေကြမြတ်စွာဘုရားကစဉ်းစားနည်းကိုဖော်ပြတယ်ဧဝမဘဟတောလောကောစရာယမရဏိနသာဒီလောကတစ်ခုကြီးကိုစဉ်းစားကြည့်လိုက်ဘယ်ရွာပဲဖြစ်ဖြစ်ဘယ်မြို့ပဲဖြစ်ဖြစ်ဘယ်လူမျိုးပဲဖြစ်ဖြစ်ဘယ်နိုင်ငံကဘယ်လူမျိုးပဲဖြစ်ဖြစ်ဟိုခြင်းတရားရဲ့နှိမ့်ဆက်မှုကိုခံရမှာကြီးပဲဓနရှိသူရောဓနမဲ့သူပါယာဓုရှိသူရောယာဓုမဲ့သူပါအာနာရှိသူရောအာနာမဲ့သူပါဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်အိုခြင်းဆိုတာနဲ့အိုခြင်းရဲ့လွှမ်းမိုးမှုနောက်ဆုံးသိခြင်းရဲ့လွှမ်းမိုးမှုဆိုတာခံကြရမှာကြီးပဲမအိုတဲ့လူမသေးတဲ့လူဆိုတာမရှိဘူးအဲ့တော့ဒီတဘာဝကြီးကိုဆင်ញင်စဉ်းစားကြည့်ပြီးတဲ့နောက်
Tatama Tira Nato Sandi Viridwa Loka Priya Loka Yadava Sinayame Sinza Biro Tanwe Gago da Pisia Soyin Zeku Pisiabu Soyin Doga Pinide Soyin Agudo Vepite Soyin Doga Sora Gudu Say Mobu Agudo Say Pite Eri Agudo Say Mepia Jinja Joko Ato Jaya Mahalo Pilo Jama Shonega Myasura Ya Shonega Myat Jao United Boguma Logama to get Pinya Shidu Pio Era Gove Yinyomido Myasovia Tanwika Dasa Yoni Do Batana Tanwika Chilushi No Mangane Nilane Juba Atomudu Loba Hobby Poyiro de Mangane Nina Juba Ato de Sura Akulo Mangane a Duidu Duida Polu Mangane a Duinaima Mangane Dina de Kuya Tajamo Nevan Dware Sura Ninda on Lode Suraha The Chani Langa Dwalumiabu Pane Dwayamle Making Sipa A Chindiane Vedwa Tabi making Sipa Sura Beluchian Lelu May Messi Chili A Kubiore Day Ujindia Yen Sainia Bogo do Trade Kama O Naleve Ujindiago Malomyam Nebala Ujin the Wonga Male Sini Ujin the Wogo Male Malomyam Nebu Ti a Duiha Tamatingaba Lokot Mangane a Duidakube Eri Mangane a Duid Nijindi Velin Nevan Lanyamo Shout de Elu Sura Mangano a Duijinha Mangane a Didaku Yasi Ero Mangane a Didaku Sura Bale Ojin Diago Malomyam Naimusui Ojin Diago Doderi Lomyam Madalin Chana Duka Sura Yama Fide Di Ojin Diago Lomyaya Chingo Nachayame Lusure Mangane Adidaku Yala Era Jaro Tama Deti Lukor Mangane Adinya Dekuya Mangane Dui Mangane Adiyala Erilu Yala Rekama A Chigan Avin Baloa Tama Wasa Tamagamada Tama Aziwa Lusure Begishibare Bared Alo de Vesaja Sura Jabu Nawa Shupat Reze Nijara Suro Tama Wasa Sura Mamamagan Pioso Mu Nogo Masong Zimu Sura Rega Shangjin Mio Mamana Mabiovu Manawe Piome Tune Du Made on Gomadaifu Yinyo on a Piome Say Tain to a Yangia Zakago Mabiovu Jinji they move up, Yame. A Jew machine that they are low Sagari, whom a Yogu, Joshi, the Gago, Piome, saying Tama was upset. Dila. Do so that Pio being low up the Doja, Tama Kamanda. Mamangane load him logu, Mamangane low Solima. Durovago, the on Lota, Tumia Osa, Madea Yura. Durovata Mia, who saw up Jimma. Oh. Mamangane Loya de Ho Shaune Shaunin Divilin Tamad Kamanda Chit. Oh Mamane the Gago Mabiovu Mamane Lodi go Malovu Manganzon Lodi Eri Nakune at the Muevi swing Tama Aziwa Sura Chit Mangane the Gapiore Mangane Lobi the Muere Tama Aziwa Soluranga Kojindilane Piso Luriso Nava Dila Yanore Solution Yanore Chinoma Kojin Dilari Nava Dila Piso Misin Tamawasa Tamagavana Tama Aziwasure Megan Shiba Lanjamo Kuyao Lavi Nevan Dome Lanjamo De Lavi Lu Tilo Matata Tavin Di Dila Blau Yejira Le Paja Yejira Ronu Bejila Go Senior Senaji Navadila Senior Senaji like the Kama Navadila Lona or Jumbu Bido
တွေးမိတိုင်းစိတ်နှလုံးဟာအေးချမ်းတယ်အဲ့ဒါကိုအဝိပတိတာရလို့ခေါ်တယ်စိတ်နှလုံးตาရတယ်ငြိမ်းချမ်းတယ်အဲ့ဒီစိတ်နှလုံးตาရမှုအကြောင်းပြုပြီးတော့ဘာဖြစ်လဲဝမ်းသာတယ်ကိုယ်ဘဝဝမ်းသာရင်ဘာဖြစ်လဲပီတိဆိုတဲ့ကျင့်နှံ့မှုတွေဖြစ်တယ်ပီတိဆိုတဲ့ကျင့်နှံ့မှုဖြစ်ရင်ပတ္တတိဆိုတဲ့ကိုယ်စိတ်ငြိမ်းချမ်းမှုဖြစ်တယ်ပတ္တတိဆိုတဲ့ကိုယ်စိတ်ငြိမ်းချမ်းမှုဖြစ်လာလို့ရှိရင်ဒုက္ခဆိုတဲ့ကိုယ်ချမ်းသာမှုစိတ်ချမ်းသာမှုတွေပေါ်လာဟောဆင်ញင်သုံးသပ်ကြည့်ဒီတိုင်းလာမှာကိုယ်တိလာလေးကိုကိုယ်ဝမ်းသာတိထီအောင်ဆင်ញင်ဒုက္ခဆိုတာဖြစ်လာပြီးရင်ဘာဖြစ်လဲစိတ်လေးဟာငြိမ်းချမ်းတည်ငြိမ်ပြီးတော့လာတယ်သမာဓိဆိုတာဖြစ်အဲ့ဒီသမာဓိဖြစ်လာပြီဆိုလို့ရှိရင်ဒါတမ္မာသမာဓိပဲအဲ့လိုဆိုလို့လားအဲ့တော့ဒီလိုစဉ်းစားဖို့ကိုချင်းသီလနဲ့ပတ်သက်ပြီးတော့ပြည့်စုံအောင်ကြိုးစားနေတာသမ္မာဝါယာမမကံတော်ကြိုးစားမလွန်ကျူးမိအောင်ရှောင်ကျင်မှုကြိုးစားတယ်သမ္မာဝါယာမကောင်းတာတွေကျင့်သုံးမိအောင်ကြိုးစားတယ်သမ္မာဝါယာမသမ္မာဝါယာမဆိုတာလေးဘက်လေးထံကနေကြိုးစားအထုတ်မှုလေးဘက်လေးထံဆိုဒီမှာအကုသိုလ်တွေမဖြစ်သေးရင်မဖြစ်အောင်ဆုတ်ပိတ်ထားခြင်းမတော်တဆဖြစ်လာလို့ရှိရင်တွန်းလှန်ဖယ်ရှားဖို့ကြိုးစားခြင်းဟောတာကနှစ်ခုကောင်းတဲ့စိတ်တွေမဖြစ်သေးရင်ကုသိုလ်တရားတွေမဖြစ်သေးရင်ဖြစ်အောင်ကြိုးစားခေါင်းကြည့်တံဝေကဉာဏ်မဖြစ်သေးဘူးဆိုဖြစ်အောင်လုပ်အခုတရားနာပြီးတဲ့နောက်ပိုင်းမှာတံဝေကဉာဏ်နဲ့စဉ်းစားကိုယ့်အကိုစဉ်းစားကြည့်ကိုခြင်းတရားဆိုတာငါမလွန်သေးဘူးသိခြင်းတရားကိုငါမလွန်သေးဘူးမလွန်မြောက်နိုင်သေးဘူးဒီနေ့အိုရမယ်ဒီနေ့သိရမယ်ဆိုတာဆင်ញင်စဉ်းစားအဲ့ဒါလို့ဆင်ញင်စဉ်းစားတဲ့အသိဉာဏ်တွေဖြစ်ဖို့ကြိုးစားတာသမ္မာဝါယာမလို့ခေါ်တာပဲအဲ့ဒီသမ္မာဝါယာမဆိုတဲ့ကြိုးစားမှုရဲ့နောက်မှာတတိမပါဘဲနဲ့မဖြစ်နိုင်ဘူးအမှတ်ရပြီးတော့ဆင်ញင်တုံတရားဖြစ်တာဖြစ်တော့ကြောင့်သမ္မာတတိတတိရှိမှဉာဏ်ဆိုတာဖြစ်တယ်အေးကြိုးစားမှုကြိုးစားတဲ့အခါမှာတတိထားမှုတတိထားတဲ့အခါမှာကိုယ်ဆင်ញင်သုံးသပ်နေတဲ့အပေါ်မှာစိတ်တည်ငြိမ်မှုဆိုတာရလာသမ္မာသမာဓိပေါင်းလိုက်တဲ့အခါကျတော့အမှန်တွေးတာကသမ္မာသင်္ကပ္ပအမှန်တွေးဖို့အခြေခံပြီးတော့ကိုချင်းသီလဆောင်ထိန်တာကသမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝအကုသိုလ်တွေမဖြစ်အောင်တံဝေကတွေဖြစ်လာအောင်တတိတရားတွေဖြစ်လာအောင်ကြိုးစားအားထုတ်တာကသမ္မာဝါယာမအဲ့ဒါလိုကြိုးစားအားထုတ်ဖို့အမှတ်ရတာကသမ္မာတတိစိတ်ကလေးတည်ငြိမ်နေတာကသမ္မာသမာဓိဆင်ញင်သုံးသပ်တာကသမ္မာသင်္ကပ္ပဆိုပြီးနောက်ဆုံးမှာအမှန်မြင်တာကသမ္မာဒိဋ္ဌိလို့ဟောမဂ္ဂင်၈ပါးဖြစ်သွားအဲ့ဒီလိုမဂ္ဂင်၈ပါးဖြစ်ပွားသွားပြီဆိုလို့ရှိရင်နိဗ္ဗာန်လမ်းကြောင်းပေါ်ရောက်နေပြီသူပြောတာအဲ့ဒီနိဗ္ဗာန်လမ်းကြောင်းပေါ်ရောက်တာပိုင်နိုင်ရောက်ရှိပြီးတော့သွားပြီဆိုလို့ရှိရင်အိုခြင်းကိုလည်းကြော်လွှားနိုင်တယ်သိခြင်းကိုလည်းကြော်လွှားတယ်မအိုရမနာရမသိရဆိုတဲ့တရားမြတ်ကိုရှာတွေ့ပြီးနောက်ဆုံးနိဗ္ဗာန်ဆိုတဲ့အငြိမ့်တက်ကိုရရှိပြီးတော့သွားတယ်ဒါကဘုရားမြတ်စွာဟောကြားတော်မူခဲ့တယ်လမ်းစဉ်ပဲဒုစကြာတရားတော်မှာမြတ်စွာဘုရားကဟောထားတယ်အယမေဝအရိယောထင်ကြီးကောမက်ကောဆိုတာမဂ္ဂင်၈ပါးအကျင့်တရားကျင့်ကြံကြိုးကိုအထုတ်ခြင်းဟာនិရောဓဆိုတဲ့ခန္ဓာရဲ့ချုပ်ငြိမ်းရာနိဗ္ဗာန်ကိုဆက်ရောက်နိုင်တယ်လို့ဒီလိုဟောတာအေးဒါကြောင့်မို့တရားဖြစ်ခင်သူတော်စင်ပြိဿအပေါင်းတို့အခုလိုတံဝေကဖြစ်ပွက်ရာအကြောင်းနဲ့ကြုံတွေ့နေကြတဲ့အချိန်မှာမိမိတို့မှာအဆုံးတစ်ခုနဲ့ရင်ဆိုင်နေရလို့အဲ့ဒီအရှုံးတွေကနေတို့တွေအမြတ်ရအောင်တတိတရားအသိပညာတွေနဲ့ဆင်ញင်စဉ်းစားပြီးတော့မှန်ကန်တဲ့မဂ္ဂင်၈ပါးတည်းဟူသောလမ်းကြောင်းပေါ်ကိုတို့လျှောက်နိုင်မှသာလျှင်အရှုံးတွေကအမြတ်ဆိုတာရမှာဖြစ်တယ်
အဲ့ဒါလို့မဟုတ်ဘူးဆိုလို့ရှိရင်အရှုံးတွေကနောက်ထပ်ထပ်ပြီးတော့ရှုံးတာနဲ့ပဲအဆုံးတွေကနောက်ထပ်ပြန်ပြီးတော့ဆုံးမတာနဲ့ပဲကြုံတွေ့နိုင်နေဆိုတာတတိကြီးစွာထားပြီးတော့အရှုံးတွေကထပ်ပြီးတော့မဆုံးကြရအောင်မရှုံးကြရအောင်ကျင့်ကြံကြိုးကုပ်အားထုတ်တော်မူနိုင်ကြပါစေကုန်သတည်း